တူရီဝါသနာရှင်ခုနှစ်ရက်သားသမီးညီကိုမောင်နှမများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဂျိုကာ channel မှာအားလုံးကိုပြန်လည်ကြိုဆိုပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကဂျိုကာကြီးရဲ့နော်အခွေ9ခွန်နှစ်38ခွေဘူးမိန်းကွက်ကခွန်3အောင်မြင်မှုရရှိတယ်ပတ်သီးသမားလေးတွေကဂျိုကာကြီးပေးခဲ့တာက3ညပတ်သီး1ပတ်သီးနော်1ပတ်သီးမထွက်လာလို့ကြာသာပရိမနက်မှာထုံးစံတိုင်းဂျိုကာကြီးဂယ်ပတ်သီးခွန်ပတ်သီးလေးတင်ပေးတယ်အောင်မြင်မှုရရှိပါတယ်နော်အဲ့ဒီနောက်မှာဂျူကာကြီးနောက်ထပ်3ညပတ်တီးဆိုပြီးဆက်ပေးပါတယ်အောင်မြင်မှုရရှိတယ်နောက်ဆုံးပိတ်ပတ်တီးရပေါ့နော်တောက်ကြနေညနေမှာဂျူကာကြီးတင်ပေးလိုက်တဲ့နှစ်ပတ်တီးကတော့မထွက်လာဘူးเนาะအဲ့တော့နောက်ဆုံးပိတ်ပတ်တီးလေးမအောင်မြင်လိုက်ဘူးเนาะနောက်တစ်ခုဂျူကာကြီးပြောချင်တာကဂျူကာကြီးတို့ချီမာကဂျူကာကြီး channel လေးရပေါ့เนาะအခု YouTube ကအပိတ်ခံရတယ်ပေါ့เนาะ channel ကအပိတ်ခံလိုက်တော့ဂျူကာကြီးကအခု channel အစ်စ်ကလေးဆက်ဖွင့်ထားတာเนาะအဲ့ဒါမှာတချို့ကလည်းမသိတဲ့လူတွေရှိတယ်တချို့ကလည်းသိတဲ့လူတွေရှိတယ်เนาะအဲ့တော့မသိတဲ့လူလေးတွေကိုသိတဲ့လူလေးတွေကမျှပေးပါဂျူကာကြီးမေတ္တာရက်ခံပါတယ်ဂျူကာကြီးကအခုမှ channel အစ်စ်ကတုံညပြန်စတော့ live လွှင့်လို့မရသေးဘူးဗီဒီယိုလေးပဲတင်ရတာဆိုတော့ဂျူကာကြီးဗီဒီယိုလေးတွေရိုက်ပြီးတော့တင်တာเนาะအဲ့တော့ပြီးသွားရင်တော့ဂျူကာကြီး live ပြန်လွှင့်လို့ရမှာပါเนาะခဏလေးတော့အချိန်တော့စောင့်ရပါမယ်အဲ့ဒါကြောင့်ဂျူကာကြီးမေတ္တာရက်ခံနေတာမှားချင်တာကဂျိုကာကြီးဗီဒီယိုလေးကိုတွေ့တဲ့ခုနှစ်ရက်သားသမီးလေးတွေဂျိုကာကြီးအကောင့်လေးကို subscriber เนาะ subscriber အောက်မှာခေါင်းလောင်းလေးရှိပါတယ်အဲ့ဒီခေါင်းလောင်းလေးကိုနှိပ်ထားပါเนาะအဲ့ဒီခေါင်းလောင်းလေး subscriber လေးကိုနှိပ်ထားမယ်ဆိုရင်ဂျိုကာကြီးအစ်စ်တင်တဲ့ဗီဒီယိုလေးတွေကိုမြင်ရမှာဖြစ်တယ်เนาะတကယ်လို့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေကအဲ့ဒီ subscriber ခေါင်းလောင်းလေးကိုမနှိပ်ထားဘူးဆိုရင်ဂျိုကာကြီးဗီဒီယိုတစ်ခါတင်တစ်ခါလိုက်ရှာနေရမယ် YouTube မှာเนาะဂျိုကာကြီးကအခုကကိုဂျိုကာနာမည်နဲ့တင်ထားတာเนาะ KO K ကအကြီးနဲ့เนาะ KO JOKER ကိုဂျိုကာနော်ကိုဂျိုကာလို့ရိုက်လိုက်ရင်ဂျိုကာပုံတွေပေါ်လာမယ်အပေါ်နည်းနည်းလေးဆွဲပါဆွဲရင်အောက်နားလောက်မှာဘာလို့လဲဆိုတော့အောက်နားရောက်နေတယ်ဆိုတော့ဂျိုကာကြီးကအခုမှ like channel အသစ်ဖွင့်တာဆိုတော့အပေါ်အထက်မရောက်သေးဘူးเนาะအောက်မှာပဲရှိသေးတယ်အဲ့ဒါလေးကိုဆွဲပြီးချမှာအောက်မှာဂျိုကာကြီး channel လေးကိုတွေ့မှာเนาะ channel ကတော့အရင်ထုံးစံအတိုင်းပဲအရင်ပုံလေးနဲ့ပဲဂျိုကာကြီးတင်ပေးထားတယ်เนาะအရင်ပုံလေးနဲ့ပဲဂျိုကာကြီးတင်ပေးထားပါတယ်เนาะအဲ့တော့ကိုဂျိုကာဆိုတဲ့နာမည်လေးကိုရိုက်တင်လိုက်ပါ YouTube မှာပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့အခါမှာ subscriber ခေါင်းလောင်းလေးကိုနှိပ်ထားပါအဲ့ဒါမှခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေဂျိုကာကြီးအစ်စ်တင်တဲ့အခါမှာလိုက်ရှာစရာမလိုဘူးကိုဖုန်းထဲကိုအော်တိုဝင်လာလိမ့်မယ်เนาะအဲ့ဒါကြောင့်ဂျိုကာကြီးစကားလေးအနှင်းငယ်ပြောနေတာကခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေလိုက်ရှာရတာအခက်အခဲဖြစ်မှာဆိုရင်เนาะနောက်ပိုင်းကျရင်တော့ဂျိုကာကြီးလိုက်လွှင့်ပြီဆိုရင်တော့ YouTube ပေါ်မှာလိုက်လွှင့်တဲ့ခါကျတော့မြင်ရမယ်တွေ့ရမယ်เนาะအခုကျတော့လိုက်လွှင့်လို့မရသေးဘူးဗီဒီယိုလေးဆိုတော့လိုက်ချနေရအောင်ပါเนาะအဲ့ဒါကြောင့်ခေါင်းလောင်းလေး subscriber လေးကိုနှိပ်ထားရင်ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေလိုက်ရှာသေးရမလို့အော်တိုဖုန်းပေါ်မှာတက်လာလိမ့်မယ်เนาะအဲ့တော့ဒီတစ်ပတ်အတွင်းဂျိုကာကြီးပတ်သီးလေးတွေစပြီးပြောပေးပါမယ်ဒီတစ်ပတ်မှာဂျိုကာကြီးပတ်သီးလေးက6ပတ်သီး10ပတ်သီးပါเนาะပတ်သီးလေးက6ပတ်သီး10ပတ်သီး6နဲ့ပတ်သက်တဲ့မိန်းကွက်က6 1 6 2 6 8เนาะ10နဲ့ပတ်သက်တဲ့မိန်းကွက်က10နှစ်เนาะကျေးဇူးပြုပြီးဂျိုကာကြီးကိုเนาะ comment ကလေးတွေမှာထောက်ရေးပေးပါမေတ္တာရက်ခံတယ်เนาะဗီဒီယိုဆိုတော့ဘလို့မှ comment မှာထောက်ရေးလို့အဆင်မပြေနိုင်ဘူးတိတဲ့လူတွေကြည့်ပြီးတဲ့လူတွေတွေကထောက်ရေးပေးပါเนาะနောက်လူမြင်ရအောင်လို့ပါเนาะရှစ်နဲ့ပတ်သက်တဲ့ main ကွက်က8နှစ်83 80เนาะ8နှစ်83 80 main တင်ထိုးပါ6ပတ်ဒီ10ပတ်ဒီเนาะအဲ့တော့6နဲ့ပတ်သက်တဲ့ main ကွက်က6 1 6နှစ်68 8နဲ့ပတ်သက်တဲ့ main ကွက်က80 8နှစ်83เนาะအဲ့ဒီမှာ9ရက်သားသမီးညီကိုမောင်နှမတွေက6ပတ်ဒီကြိုက်တဲ့9ရက်သားသမီးက6ပတ်ဒီကိုအရင်စလိုက်เนาะ10ပတ်ဒီကိုကြိုက်တဲ့9ရက်သားသမီးညီကိုမောင်နှမက10ပတ်ဒီကိုစလိုက်မိမိကြိုက်နေတဲ့ပတ်ဒီကိုစလိုက်အဆင်ပြေတယ်เนาะဒါပေမဲ့ဂျိုကာကြီးကဂျိုကာကြီးတွက်နီးဆိုင်နဲ့6ပတ်ဒီလေးကိုအရင်စလိုက်မယ်เนาะ6ပတ်ဒီအောင်မြင်ပြီးမှ10ပတ်ဒီကိုဆက်လိုက်ပါเนาะအဲ့တော့6ပတ်သီးလေးကိုအရင်စလိုက်မယ်6ပတ်သီးအောင်မြင်ပြီးတာနဲ့10ပတ်သီးကိုစိုက်အဲ့လိုမှမဟုတ်ဘူး9ရက်သားသမီးညီကိုမောင်နှမက10ပတ်သီးကြိုက်တယ်ဆိုရင်10ပတ်သီးကိုအရင်စလိုက်နော်6ပတ်သီးအရင်ကြိုက်ရင်6ပတ်သီးအရင်စလိုက်မိမိကြိုက်နေတဲ့ပတ်သီးကိုအရင်စလိုက်အဆင်ပြေတယ်နော်အဲ့တော့အခွေဆုံးမဲ့9ရက်သားသမီးညီကိုမောင်နှမတို့က93938ခွေဘူးပါ93938ခွေဘူးနော်93938ခွေဘူးအဲ့ထဲမှာ main တင်ထိုးရင်38နဲ့38နဲ့ကို main တင်ထိုးနော်အခွေစော့မဲ့9ရက်သားသမီးက38နဲ့38နဲ့ကို main တင်ထိုး93938ခွေဘူးအဲ့ဒါကအခွေစော့မဲ့9ရက်သားသမီးညီကိုမောင်နှမတို့နော်ဗရိတ်စော့မဲ့9ရက်သားသမီးညီကိုမောင်နှမကဒီတစ်ပတ်မှာဂျိုကာကြီးရဲ့ဗုဒ္ဓဟူးမကျော်ဗရိတ်က2ဗရိတ်ပါဗုဒ္ဓဟူးမကျော်ဗရိတ်က2ဗရိတ်နော်2ဗရိတ်ထဲမှာ main တင်ထိုးရင်20ကို main တင်ထိုးပါ2ဗရိတ်ထဲမှာ main တင်ထိုးမယ်ဆိုရင်20ကို main တင်ထိုးနော်အဲ့တော့အခုဂျိုကာကြီးပြောပေးခဲ့တာကပတ်တီးလေးပြောပေးပါတယ်အခွေလေးပြောပေးပါတယ်ဗရိတ်လေးပြောပေးပါတယ်เนาะအဲ့ဒီမှာ9ရက်သားသမီးညီကိုမောင်နှမတွေကအကုန်လုံးလိုက်မစော့ပါနဲ့เนาะအကုန်လုံးလိုက်စော့ရင်ပေါက်တော့ပေါက်တယ်ပေါက်ဆုံးဖြစ်မှာဆိုရင်เนาะမိမိကြိုက်နေတဲ့တာတစ်ခုကိုရွေးပါပတ်တီးကိုစော့မလားပတ်တီးကိုစော့
ပတ်တီးအောင်မြင်ပြီးမှအခွေကိုဆော့ဒါမှမဟုတ်အခွေစဆော့မလားအခွေအောင်မြင်ပြီးမှပတ်တီးဆော့ဒါမှမဟုတ်ဗရိတ်ဆော့မလားဗရိတ်အောင်မြင်ပြီးမှအခွေဆော့ပတ်တီးဆော့မိမိကြိုက်နေတဲ့တစ်ခုဆော့ပြီးမှတစ်ခုကိုဆက်လိုက်ပါနော်အကုန်လုံးစုပြုံစုံပြုံပြီးမလိုက်ပါနဲ့ပေါက်တော့ပေါက်တယ်ပေါက်ဆုံးပြစ်မှာဆိုရင်တော့နော်အဲ့တော့ဂျိုကာကြီးအထူးမေတ္တာရက်ခန္ဓာကဂျိုကာကြီးအခုဂျိုကာကြီးဗီဒီယိုလေးတို့တွေ့တဲ့9ရက်သားသမီးလေးတွေက share လို့ရတဲ့နေရာလေးတွေမှာ share ပေးကြဖို့မေတ္တာရက်ခံတယ်နော် YouTube မှာလည်း share လို့ရတယ် Facebook မှာလည်း share လို့ရတယ် TikTok မှာလည်း share လို့ရတယ်မိမိ share လို့ရတဲ့နေရာလေးကို share ပေးပါဂျိုကာကြီးမေတ္တာရက်ခံပါတယ်เนาะအဲ့ဒါလေးတောင်းဆိုပါတယ်เนาะဘာကြောင့်လဲဂျိုကာကြီးကအခုမှ channel အစ်စ်ပြန်တင်ရတယ်ဆိုတော့ဂျိုကာကြီးရဲ့ပရိသတ်အဟောင်းလေးတွေလူဟောင်းလေးတွေเนาะလူဟောင်းတွေရောလူသစ်တွေရောဂျိုကာကြီး channel ကိုလိုက်ရှာတဲ့အခါမှာ YouTube မှာမတွေ့တော့ဘူးဆိုဖြစ်မှာဆိုရင်လို့เนาะအဲကြောင့်ဂျိုကာကြီးကအခု channel အစ်စ်လေးဖွင့်ထားတယ်ကိုဂျိုကာနာမည်နဲ့เนาะအဲ့တော့ဂျိုကာကြီး channel လေးကိုတွေ့ပြီဆိုတာနဲ့ subscriber ခေါင်းလောင်းလေးနှိပ်ထားပါเนาะအားလုံးပဲ9ရက်သားသမီးညီကိုမောင်နှမတွေဒီတစ်ပတ်မှာပတ်တီးဆော့မဲ့9ရက်သားသမီးက6ပတ်တီး10ပတ်တီးเนาะ6ပတ်တီးအရင်စမယ်ပြီးမှ10ပတ်တီးလိုက်မယ်เนาะအခွေစော့မဲ့9ရက်သားသမီးဟာ9338ခွေဘူးမိန်ခွက်က30နဲ့38နဲ့မိန်တင်ထိုးเนาะဗရိတ်စော့မဲ့9ရက်သားသမီးဟာ2ဗရိတ်ထဲမှာမိန်တင်ထိုးရင်20ကိုမိန်တင်ထိုးเนาะအဲ့တော့9ရက်သားသမီးညီကိုမောင်နှမတွေအခုဂျိုကာကြီး channel လေးကိုတွေ့တဲ့လူလည်းရှိတယ်လို့မတွေ့တဲ့လူလည်းရှိမယ်အဲ့ဒါကြောင့်တွေ့တဲ့လူက share လို့ရတဲ့နေလေးမှာ share ပြီးဖို့မေတ္တာရက်ခံပါတယ်ခေါင်းလောင်းလေး subscriber လေးမနှိပ်ထားတဲ့လူကလည်းခေါင်းလောင်း subscriber လေးနှိပ်ထားပါအဲ့ဒါမှဂျိုကာကြီးဗီဒီယိုအသစ်တင်တဲ့ခါမှာမြင်ရတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မသိတဲ့လူတွေကိုသိတဲ့လူတွေကလက်ဆင့်ကမ်းပေးဖို့မေတ္တာရက်ခံပါတယ်အခုဒီတစ်ပတ်မှာလည်းเนาะပြီးခဲ့တဲ့တစ်ပတ်ကအလားတူပဲเนาะ9ရက်သားသမီးညီကိုမောင်နှမလေးတွေပတ်တီးဆော့တဲ့9ရက်သားသမီးလည်းပတ်တီးရောမိန်ကွက်ကောအောင်မြင်ပါစေဗရိတ်ဆော့တဲ့9ရက်သားသမီးလည်းဗရိတ်ကောမိန်ကွက်ကောအောင်မြင်ပါစေအခွေဆော့တဲ့9ရက်သားသမီးညီကိုမောင်နှမလေးအခွေရောမိန်ကွက်ကောအောင်မြင်ပါစေเนาะအခုဂျိုကာကြီး like ကိုကြည့်ရှုအားပေးမဲ့9ရက်သားသမီးညီကိုမောင်နှမလေးဂျိုကာကြီးဗီဒီယိုเนาะမှားသွားလို့ဂျိုကာကြီးဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လိုရင်ဆန္ဒတွေမတောင်းမတပဲတလုံးတော့ရတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအားလုံးပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဂျိုကာဆုတောင်းမြတ်တာပို့တာပါတယ်အားလုံးပဲဒီတစ်ပတ်မှာလည်းပြီးခဲ့တဲ့တစ်ပတ်ကအလားတူပဲအဆင်ပြေကြပါစေဂျိုကာကြီးသတိပေးချင်တာကထပ်သတိပေးပါတယ်နော် subscriber ခေါင်းလောင်းလေးနှိပ်ဖို့မမေ့ပါနဲ့ဂျိုကာကြီးဗီဒီယိုလေးကိုပဲဝင်ကြည့်ပြီးတော့မထွက်သွားပါနဲ့နော်တော့ကြနောက်တစ်ခါမှာဗီဒီယိုလိုက်ရှာနေရမယ့်အခက်အခဲဖြစ်မှာစိုးရင်လို့ပါနော်အားလုံးပဲအဆင်ပြေကြပါစေနော်